Hello အားလုံးပဲမင်္ဂလာပါရှင်တနင်္လာနေ့ရတော့ဝိုင်းပါဒီနေ့ဗီဒီယိုလေးကတော့တနင်္ဂနွေနေ့လေးမှာဝိုင်းတင်ငကြီးရဲ့လူအိမ်လေးမှာမုတ်တော့စားဖြစ်ခဲ့တယ်လေပေါ့နော်ဒါတော့သမီးတို့ဘယ်လိုဆိုရင်ခွေးတီးလို့ခေါ်ပါတယ်အထက်ဘက်လို့ဆိုဝဲတီးပေါ့နော်ပြီးသမီးက online ကရောက်ရတဲ့ပစ္စည်းလေးကိုစီးရေးပြန်မဲ့နေတာပေါ့နော်အဲ့ဒါမှအမားလေးတွေပါသွားလို့ပြပြနေရတာလေးတွေအလုပ်လေးကိုရှုပ်နေတာပဲခွဲနောက်လို့မရပါဘူးလို့အလုပ်ကပြန်လာတာနဲ့online show လေးလုပ်လိုက်ကိုဝတနာပါလေးအရာလေးလုပ်လိုက်နဲ့တနေ့ကုန်ဆုံးနေတာပဲလို့တနေ့ကနေနေ့လေးမှာခုနမှဝိုင်းရအဲ့ရနိုးတာပေါ့နော်အနည်းကညစိတ်ဆေးထားရလို့မနေ့ပိုင်း10နာရီလောက်မှအဲ့ရနိုးတာပါလို့ပြီးဝိုင်းရကိုဝတနာပါတဲ့ comics လေးတွေကိုပြန်ပြီးတော့ဆွဲပါတယ်ဒီမှာလိုအပ်ချေလိုနေသေးတာမို့လို့ပြန်ပြီးတော့ဖြည့်ပါတယ်ပေါ့နော်ကဲစောတိကြည့်ပေးကြတဲ့အားလုံးတရားချီစစ်တဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေတွေ့ဖို့အတွက်ဝိုင်းရဲ့အကောင့်ကို follow လုပ်နေကြပါအောင်နော်အားလုံးဘိုင်ဘိုင်ပါရှင်တတား